မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကျွန်တော်တို့လူသားတိုင်းရဲ့ဘဝမှာကန်စာတာဆိုတာအနှိမ့်အမြင့်အတက်အကျရှိစမြဲပဲဖြစ်ပါတယ်တခါတလေမှာမိမိကဘာပဲလုပ်လို့ဘလို့ပဲလုပ်လို့အစဉ်ပြေနေတတ်ပေမဲ့လည်းတခါတလေကြားလို့ရှိရင်အကြောင်းပြချက်မရှိဘဲနဲ့မိမိလုပ်သမျှအရာရာတိုင်းဟာထင်ငေါ်ပြီးတော့နေတတ်ပါတယ်ဒါကိုကျွန်တော်တို့မြန်မာယူအစအရာကန်နေနေတယ်ဒါမှမဟုတ်လို့ရှိရင်ကန်စာတာညှိုးမိန်နေတယ်ဆိုပြီးတော့လည်းခေါ်ကြပါတယ်ရှေးလူကြီးတွေနဲ့လောကဓာတ်ပညာရှင်တွေရဲ့အဆိုအရမိမိရဲ့ကန်စာတာကနေနေပြီးမိမိရဲ့ကန်စာတာကအောက်ခြေကိုဆင်းနေပြီးအောက်ခြေကိုရောက်တော့မယ်ဆိုလို့ရှိရင်မိမိတို့ပတ်ဝန်းကျင်နဲ့မိမိတို့ရဲ့ခန္ဓာကိုယ်မှာတတိထားမိနိုင်တဲ့နမိတ်လက္ခဏာအချို့ကိုဒါကြိုတင်ပြီးတော့ပြတတ်တယ်ဆိုပြီးတော့လည်းဆိုထားကြပါတယ်။ဒါကြောင့်မို့လို့ဒီနေ့ဗီဒီယိုလေးထဲမှာတော့မိတ်ဆွေစီမှာကန်နေတဲ့နမိတ်တွေပြနေပြီလားဆိုတာကိုစမ်းစစ်နိုင်ဖို့အတွက်နဲ့တကယ်လို့ပြနေခဲ့ပြီဆိုလို့ရှိရင်လည်းစိတ်လက်မကြဘဲနဲ့ဘယ်လိုမျိုးပြန်လည်ပြုပြင်ရမလဲဆိုတဲ့နည်းလမ်းတွေကိုကျွန်တော်ကမျှဝေပေးသွားမှာဖြစ်တဲ့ကြောင့်မို့လို့ဗီဒီယိုလေးကိုအဆုံးထိအောင်လိုက်ပါကြည့်ရှုနားဆင်ဖို့အတွက်လည်းဖိတ်ခေါ်လိုက်ပါတယ်အဲ့တော့ပထမဦးဆုံးပြတတ်တဲ့နမိတ်ကတော့မိမိရဲ့ခန္ဓာကိုယ်နဲ့မိမိရဲ့စိတ်အခြေအနေပဲဖြစ်ပါတယ်ဒါတွေကဘယ်လိုပြတတ်လဲဆိုလို့ရှိရင်မိမိကအကြောင်းမဲ့စိတ်တူလွယ်နေတာစိတ်ဆိုးလွယ်နေတာပေါ့နော်ဘာမဟုတ်တဲ့အသေးအဖွဲကိစ္စလေးတွေကအစားမိမိကဒေါသထွက်လွယ်လာတယ်ပေါ့စိတ်တူနဲ့နော်အမားတွေအယွင်းယွင်းဒါလုံးမိတတ်ပါတယ်နောက်မျက်နှာအစင်းကလည်းညှိုးနွမ်းလာတယ်အေးရင်ဝနေရသားနဲ့ဒါမျက်နှာကမှိုင်းညို့နေတာမျက်နှာကိုကြည့်ရတာမျက်နှာကမကြည်လင်ဘူးပေါ့နော်ပြီးတော့မိမိရဲ့အသားအရည်ကလည်းဒါအယောင်အဝါတွေမွဲချောက်နေတာကဒါကန်နေခြင်းရဲ့ထင်ရှားတဲ့ရုပ်ပိုင်းဆိုင်ရာနမိတ်တစ်ခုပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့အိမ်မက်ဆိုးတွေမကြာခဏဇက်တိုက်ပြီးတော့မက်လာတယ်အဲ့တော့ညဘက်ဒီမှာအိမ်မက်တွေမက်ပြီးတော့လန့်လို့တာเนาะအိမ်မက်ဆိုးတွေက6လန့်တာเนาะအဲ့တော့အိမ်မက်တွေထဲမှာဒါမိမိကလိုက်လံပြီးတော့တိုက်ခိုက်ခံရတာဒါမှမဟုတ်လို့ရှိရင်မိမိကအိမ်မက်ထဲမှာကြောက်တဲကိုပြုတ်ကြတာမျိုးစတဲ့ဒါထိတ်စရာလန့်စရာစိတ်အနှောက်အယှက်ဖြစ်စရာအိမ်မက်ဆိုးတွေကိုမကြာခဏမက်လာပြီဆိုလို့ရှိရင်လည်းမိတ်ဆွေအနေနဲ့ဒါကန်နေပြီဆိုတဲ့လက္ခဏာကိုပြသခြင်းဖြစ်ပါတယ်အဲ့ဒီအပြင်ကမှမိမိကအမြဲတမ်းဒါခွန်အားပြေဝခြင်းမရှိဘဲနဲ့နှုံးချိနေတာမျိုးเนาะနွမ်းနေတာမျိုးဒါဘာမှမလုပ်ချင်မကန်ချင်ဖြစ်နေတာမျိုးပေါ့เนาะဆိုလိုတဲ့သဘောကတော့ကျမ်းမာရေးကောင်းရဲ့သားနဲ့เนาะဖြစ်နေတာမျိုးကိုပြောတာပါเนาะအဲ့ဒါကမိတ်ဆွေရဲ့စွမ်းအင်တွေကြာဆင်းနေတဲ့လက္ခဏာဖြစ်တဲ့ကြောင့်မို့လို့ဒါကလည်းမိတ်ဆွေရဲ့ဒါကန်စာတာညှိုးမိန်နေတယ်ဆိုတဲ့ဒါနမိတ်ပြတဲ့လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့ဒါမိတ်ဆွေရဲ့အိမ်အတွင်းနဲ့ဒါပတ်ဝန်းကျင်မှာပြောင်းလဲလာတဲ့နမိတ်တွေပဲဖြစ်ပါတယ်ပထမတစ်ချက်ကတော့ကျွန်တော်တို့အသုံးဆောင်ပစ္စည်းတွေကအကြောင်းမဲ့ပျက်စီးတာပေါ့အဲ့တော့အိမ်မှာအဖိုးတန်ပစ္စည်းတွေနောက်ရေဒီယို TV နာယီเนาะမီဒီเนาะဒါမှမဟုတ်လို့ရှိရင်ကိုယ်အမြဲသုံးနေတဲ့ဒါတယ်လီဖုန်းတွေကွန်ပျူတာတွေเนาะစသဖြင့်เนาะဒါတွေအားလုံးကတပြိုင်နက်တည်းလိုမှာဇက်တိုက်ဒါပျက်စီးနေပြီဆိုလို့ရှိရင်ဒါကဒါမိမိကန်စာတာညှိုးမိန်နေပြီဆိုတဲ့နမိတ်လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်ဆိုလိုတဲ့သဘောကတော့မိမိသုံးနေတဲ့အသုံးဆောင်ပစ္စည်းတွေအားလုံးတပြိုင်နက်တည်းနဲ့စုပြုံပြီးပြတ်တာမျိုးကိုပြောတာပါเนาะအဲ့တော့ပစ္စည်းဆိုတဲ့အမျိုးကတော့ပြတ်တတ်တဲ့သဘာဝတော့ရှိပါတယ်ဒါပေမဲ့လည်းဒါအကြောင်းအရာမဲရမရှိဘဲနဲ့အဲ့လိုစုပြုံပြီးတော့တပြိုင်နက်တည်းပြတ်တာမျိုးကိုဒီနေရာမှာဆိုလိုခြင်းဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့ဒါအပင်နဲ့ဒရိတ်ဆန်တွေဖြစ်ပါတယ်အဲ့တော့မိမိရဲ့အိမ်မှာစိုက်ထားတဲ့အပင်တွေပေါ့နော်အဲ့ဒီအပင်တွေကအကြောင်းမဲ့ဒါညှိုးနွမ်းသွားတာမျိုးတိဆုံးသွားတာမျိုးနော်ပြီးတော့ကြတော့ဒါမိမိအိမ်မှာမွေးထားတဲ့နော်အိမ်မွေးတိရစ္ဆာန်လေးတွေပေါ့နော်ဒါခွေးကြောင်စသဖြင့်ပေါ့နော်ဒါသူတို့လေးတွေကအကြောင်းရင်းမရှိဘဲနဲ့ဒါတိဆုံးသွားတာမျိုးဖျားနာတတ်တာမျိုးဒီလိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်လည်းမိတ်ဆွေအနေနဲ့ကန်စာတာဒါကြဆင်းနေပြီပေါ့နော်နှိမ့်ဆင်းနေပြီဆိုတဲ့သဘောကိုပြခြင်းပဲဖြစ်ပါတယ်အဲ့တော့တချို့ကြုံမှုကြပါလိမ့်မယ်အပင်လေးတွေပြုစုတဲ့ပြိုးထောင်နေနော်ရေလမ်းပေါင်းတင်နဲ့လုပ်တယ်မိမိအိမ်မှာစိုက်ထားတဲ့အလှပန်းပင်လေးတွေဆိုလို့ရှိရင်လည်းဒါလိုအပ်တဲ့အာဟာရဆေးဝါးကိုကျွေးမှုရဲ့သားနဲ့နော်ပြုစုရဲ့သားနဲ့အကြောင်းမဲ့သိဆုံးသွားတာမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်နော်အဲ့တော့အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်တဲ့ခွေးကြောင်လေးတွေလည်းနော်ဒါအကြောင်းမဲ့ဒါဖျားနာတာမျိုးနော်တည်သွားတာမျိုးစတာမျိုးဒါဆိုလိုခြင်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ပစ္စည်းတွေပျောက်ရှာခြင်းပဲဖြစ်ပါတယ်အဲ့တော့အိမ်မှာမိမိအတွက်အရေးကြီးเนาะသုံးရတဲ့ပစ္စည်းတွေတော့တွေပတ်စံအိတ်တွေဒါမှမဟုတ်လို့ရှိရင်ဒါအရေးကြီးစာရွက်စာတမ်းတွေကိုဒါမိမိကမကြာခဏ
မိရောပြီးတော့ရှာမတွေ့တာမျိုးတွေကြုံနေရပြီဆိုလို့ရှိရင်လည်းဒါကသတိထားရမယ့်အချက်ဖြစ်ပါတယ်နော်ဒါတွေကလည်းအမှတ်မတင်ပျောက်သွားတာမျိုးတွေဘာမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်လည်းဒါတွေကမိတ်ဆွေဒါကန်စားတာလိမ်ပါနေပြီနော်ဒါကိုဒါပြတဲ့နမိတ်လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်အဲ့တော့ဒီလိုနမိတ်တွေကအိမ်တွင်းမှာဒါယောဂပိုးမွားတွေလိုပါပဲเนาะအဲ့တော့မကောင်းတဲ့စွမ်းအင်ပေါ့เนาะ negative energy တွေစုပြုံနေပြီဆိုတာကိုဖော်ပြခြင်းပဲဖြစ်ပါတယ်အဲ့တော့မကောင်းတဲ့စွမ်းအင်တွေဒါအိမ်အတွင်းမှာเนาะကြီးစိုးလာတာနဲ့အမျှเนาะပတ်ဝန်းကျင်မှာကြီးစိုးလာတာနဲ့အမျှဒါမိမိရဲ့ကန်ဆာတာကဒါညှိုးနွမ်းလာတယ်เนาะကန်ဆာတာကဒါနှိမ်ပါလာတဲ့သဘောတဘာဝကိုဆိုလိုခြင်းဖြစ်ပါတယ်နောက်ဆုံးတစ်ခုကကြတော့ကျွန်တော်တို့လူမှုရေးနဲ့စီးပွားရေးလောကရန်တွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လူပတ်ဝန်းကျင်မှာနေ့စဉ်နဲ့အမျှဒါစီးပွားရှာရတယ်เนาะပြီးတော့ပတ်ဝန်းကျင်နဲ့ကျွန်တော်တို့ပေါင်းသစ်ဆက်ဆံရတယ်ဒါလူမှုရေးကဏ္ဍတွေရှိတယ်စီးပွားရေးကဏ္ဍတွေရှိတယ်ဒီလောကရန်တွေကိုကျွန်တော်တို့ကနေ့စဉ်နဲ့အမျှရင်ဆိုင်ရပါတယ်เนาะအဲ့တော့ဒီလောကရန်တွေကရောဘယ်လိုမျိုးကိုနမိတ်ပြတတ်တယ်လဲပေါ့เนาะအဲ့တော့ပထမအချက်ကတော့ကျွန်တော်တို့စကားအမှားတွေမကြာခဏမိမိကပြောမိခြင်းပဲဖြစ်တယ်အဲ့တော့ကိုကစေတနာနဲ့ပြောလိုက်ပေမဲ့လို့တစ်ဖက်သားလူကနေပြီးတော့ကိုယ့်ပေါ်မှာအထင်လွဲသွားတာအဲ့ဒီကိုပြောလိုက်တဲ့စကားကနေပြီးတော့မှတဆင့်နော်ရံပွဲတွေဖြစ်သွားတာနော်အမှုခင်းတွေဖြစ်သွားတာအထိအောင်နော်ကြီးမားဖြစ်သွားပြီးတော့ကြီးထွားသွားတာမျိုးတွေလည်းကြုံရတတ်ပါတယ်အဲ့လိုမျိုးဒါမိမိရဲ့စကားအမှားပြောမိခြင်းကြောင့်နော်ကိုကတော့စေတနာနဲ့ပဲပြောလိုက်ပေမဲ့လို့တခြားဘက်မှာရံပွဲတွေဖြစ်သွားတယ်အမှုခင်းတွေဖြစ်သွားတယ်ဆိုလို့ရှိရင်အဲ့ဒါကမိတ်ဆွေအနေနဲ့ဒါလူမှုရေးလောကရန်မှာဒါကန်နေပြီဆိုတာကိုဆိုလိုခြင်းပဲဖြစ်ပါတယ်အဲ့တော့စကားအမှားတွေเนาะစကားကြမ်းတွေနှုတ်ထွက်ကြမ်းပြီးအမှားစကားတွေဒါပြောမိတဲ့အချိန်တွေပေါ့เนาะနောက်တစ်ခုကကျတော့ကျွန်တော်တို့မိတ်ဆွေတူတွေပေါ်လာခြင်းပဲဖြစ်ပါတယ်အဲ့တော့ကိုယ်အနားမှာအခွင့်အရေးသမားတွေကဝိုင်းလာပြီးကိုယ်ကိုကူညီမဲ့ဒါမိတ်ဆွေကောင်းတွေကတော့အဝေးကိုရောက်သွားပြီဆိုလို့ရှိရင်လည်းဒါမိတ်ဆွေရဲ့ကန်ဆာတာနှိမ်ပါနေတဲ့လက္ခဏာပဲဖြစ်ပါတယ်အဲ့တော့ဒါကိုယ်အနားမှာဒါကိုယ်စီကနေပြီးတော့ရယူလိုမှုနဲ့เนาะမိတ်ဆွေတူတွေဒါဝင်းရံလာပြီเนาะကိုနားမှာမိတ်ဆွေတူတွေဒါဝိုင်းလာကြပြီเนาะကိုကိုကူညီဦးတဲ့သူကိုကိုကျေးဇူးရှိတဲ့သူเนาะဒါကိုအတွက်ဒါမိတ်ကောင်းဆွေကောင်းဖြစ်တဲ့သူတွေကတော့မိမိနဲ့မခေါ်နိုင်မပြောနိုင်ဖြစ်သွားပြီးတော့မှသူတို့တွေကမိမိနဲ့ဝေးရကိုရောက်သွားတယ်မိမိနဲ့ပေါင်းသစ်ဆက်ဆံရေးရလည်းမကောင်းတော့ဘူးဆိုလို့ရှိရင်လည်းဒါကမိတ်ဆွေကန်စာတာနှိမ်ပါနေပြီဆိုတော့ဒါနမိတ်ပြတဲ့လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ငွေကြေးတွေယူဖိတ်တာပေါ့နော်အလဟတ်သက်ဖြစ်တာငွေကြေးတွေဒါဆုံးရှုံးတာမျိုးပေါ့နော်အဲ့တော့ရသိမ်းရတိုက်တဲ့ငွေတွေအချိန်မီမရတော့ဘဲနဲ့ဒါမမျော်လင့်ထားတဲ့နေရာတွေမှာငွေတွေအဆမတန်ကုန်ကျသွားတတ်တယ်နော်ဒါမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့မလိုအပ်တဲ့နေရာနော်မလိုလားအပ်တဲ့နေရာနော်ပြီးတော့မမျော်လင့်ထားတဲ့နေရာတွေမှာမိမိကငွေကြေးတွေအဆမတန်ပေါ့နော်ဒါသုံးလိုက်ရတယ်ဒါကုန်ကျသွားတယ်ဆိုလို့ရှိရင်လည်းဒါနမိတ်ပြတဲ့လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးကသုံးရတာကိုဆိုလိုခြင်းမဟုတ်ပါဘူးเนาะကျမ်းမာရေးကတော့ဒါသုံးရမှာပဲဖြစ်ပါတယ်เนาะဒါပေမဲ့လည်းမိမိကျမ်းမာရေးမကောင်းဘူးဆိုလို့ရှိရင်သိကြပါတယ်မိမိတွေလည်းဒါကန်ဆာတာဒါနှိမ်ပါနေတဲ့ဆိုတဲ့လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျမ်းမာရေးခြင်းဒီလက်တစ်ပါးဆိုတဲ့စကားလည်းရှိပူတာပေါ့နော်။အဲ့တော့ပြီးတော့မိမိရကြရှိတဲ့ငွေတွေကလည်းဒါရတဲ့ရတဲ့ငွေတွေလည်းမရဘူးပေါ့နော်။ရကြရှိတဲ့ငွေတွေကလည်းအချိန်မီမရတော့ဘူးဆိုလို့ရှိရင်လည်းဒါသတိထားမှာပဲဖြစ်ပါတယ်။အဲ့တော့ဒီလိုအချက်တွေကိုမိတ်ဆွေအနေနဲ့ကြုံရပြီဆိုလို့ရှိရင်နော်ဒါတွေကငါမှကန်ဆာတာအားနေနေပြီဆိုတာကိုပြသတဲ့လက္ခဏာရပ်တွေပဲဖြစ်ပါတယ်။နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့လည်းဒီလိုမျိုးတွေကြုံနေရပြီလားဆိုတာကိုမိမိကိုယ်ကိုမိမိပြန်လဲပြီးတော့စမ်းစစ်ပါနော်အဲ့ဒီတော့ဒီလိုနမိတ်တွေကြုံလာရပြီဆိုလို့ရှိရင်ငါတော့ဒုက္ခရောက်တော့မယ်ဆိုပြီးတော့လေဒါစိတ်ပြက်ပြီးတော့အားငယ်သွားဖို့မလိုပါဘူးအဲ့တော့ဒီလိုမျိုးနမိတ်တွေကြုံလာရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနမိတ်တွေကိုဒါအခြေခံပြီးတော့မှနော်ပြန်လဲပြီးတော့ပြုပြင်လို့ရတဲ့နည်းလမ်းတွေလည်းရှိပါတယ်အဲ့တော့ဒါတွေကြုံရတာနဲ့ငါတော့ဒုက္ခရောက်တော့မယ်ဆိုပြီးတော့လေမတွေးပါနဲ့အားလည်းမငယ်ပါနဲ့စိတ်လည်းမပြတ်ပါနဲ့အဲ့တော့ကျွန်တော်တို့လောကကြီးမှာဘယ်အရာမှနော်ထာဝရတည်မြဲတာမဟုတ်တယ်လို့ပဲဒါကန်နိနာဆိုတာကလည်းယာယီပဲဖြစ်ပါတယ်เนาะဒါကိုပြောင်းလဲပြစ်လို့ရတဲ့နီလန်ကောင်းတွေလည်းများစွာရှိပါတယ်အဲ့တော့ဒီနီလန်လေးတွေကိုလည်းကျွန်တော်ဆက်ပြီးတော့မျှဝေပေးပါမယ်အဲ့တော့နံပါတ်1နီလန်ကတော့အဲ့လိုမျိုးတွေကြုံလာရပြီဆိုလို့ရှိရင်စိတ်ကိုအေးထားပါเนาะအဲ့တော့အမားများနေတဲ့အချိန်ပေါ့เนาะမိမိကန်ဆာတာနှိပ်ပြီးတော့အမားများနေတဲ့အချိန်မှာအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုဒါခိတ္တเนาะစောင့်ဆိုင်းပြီးတော့မှဒါစိတ်ကိုအနာပေးဖို့လိုပါတယ်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုအဲ့ဒီအချိန်မှာမချပါနဲ့เนาะနောက်နံပါတ်2အချက်ကကြတော့ကျွန်တော်တို့အလူဒါနများများပြုပေးပါအဲ့တော့
အလူဒါနများများပြုပေးပါဆိုတော့ပတ်စံနေအများကြီးလူရမှာလားဆိုတော့မဟုတ်ပါဘူးเนาะအဲ့တော့ငွေကြီးအများကြီးမလိုပါဘူးအဲ့တော့မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လမ်းဘေးကတရိတ်ဆန်လေးတွေပေါ့เนาะခွေးလေးတွေကြောင်လေးတွေကိုเนาะငှက်ကလေးတွေကိုအစာကျွေးတာမျိုးလေးတွေနောက်ပြီးတော့ကျွန်တော်တို့ဒါလမ်းပေါ်မှာအမိုက်ကောက်တာမျိုးလေးတွေကအစာပေါ့เนาะဒါစသဖြင့်တွေကိုကျွန်တော်တို့စေတနာတန်တန်နဲ့လှုပ်တဲ့ဒါနကလည်းကန်စာတာကိုမြင့်တင်ပေးတဲ့ဒါနတစ်ခုပဲဖြစ်ပါတယ်เนาะနောက်တစ်ချက်ကကျတော့ကျွန်တော်တို့ဒါပတ်ဝန်းကျင်ကိုတန်ရှင်းရေးလုပ်ပါအဲ့တော့မိမိအိမ်ကအမိုက်တွေเนาะပြီးတော့မသုံးတော့တဲ့ပစ္စည်းအဟောင်းတွေကိုဒါစွန့်ပစ်ပြီးတော့မှเนาะဒါမိမိအိမ်ထဲကိုအလင်းရောင်နဲ့လေဝင်လေထွက်ကောင်းအောင်လုပ်ပါဒါဟာအလေဝင်လေထွက်ကောင်းအောင်လုပ်ခြင်းအပြင်เนาะအိမ်တွင်းကเนาะဒါအိမ်တွင်းမှာစွမ်းရည်တစ်တွေကိုဖိတ်ခေါ်တာနဲ့အတူတူပဲဖြစ်ပါတယ်အဲ့တော့မိမိအိမ်ကမှောင်မဲနေသလားเนาะမှောင်မဲနေတယ်ဆိုရင်တကားတွေဘာတွေဖွင့်ပြီးတော့မှအိမ်ကိုလင်းလင်းရှင်းရှင်းရှိအောင်ဆောင်ရွက်ပါတန်ရှင်းလုပ်ပါเนาะအဲ့တော့လိုအပ်လို့ရှိရင်ဒါမိမိအိမ်ရဲ့ဖွဲ့စုံရမိမိအိမ်ကမှောင်နေဆိုလို့ရှိရင်အိမ်ထဲမှာဒါမီးလေးထုံးပေးထားတာမျိုးပါမျိုးပေါ့เนาะဒါပတင်းတကားလေးတွေဖွင့်ပေးထားတာမျိုးကိုဆောင်ရွက်ဖို့အတွက်လိုအပ်ပါတယ်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့တီလာစောက်တည်ပေးပါအဲ့တော့မကောင်းမှုတွေကိုရှောင်ကျဉ်ပြီးတော့ဒါတရားဘာဝနာပွားများတာเนาะဒါပရိပဋ္ဌာန်းရွတ်တာတွေဟာဒါမိတ်ဆွေရဲ့เนาะကိုရောင်ကိုဝါကိုပြန်လဲပြီးတော့တောက်ပါလာစေပါတယ်အဲ့တော့တီလာစောက်တီပါเนาะပြီးလို့ရှိရင်ဒါပရိရလို့ရှိရင်ပရိရွတ်ပါเนาะပဋ္ဌာန်းရလို့ရှိရင်လည်းပဋ္ဌာန်းအကျရွတ်ဖက်ပြီးတော့ပွားများတာမျိုးကိုဆောင်ရွက်ပေးပါเนาะအဲ့တော့ဘဝဆိုတာကတော့ကျွန်တော်တို့ဒီ line လုံးနေလို့ပါပဲเนาะအချက်ဘက်ကိုရောက်ပြီးသားလို့ရှိရင်အတက်ဘက်ကိုပြန်လာမှာသိကြပါတယ်เนาะအဓိကကတော့စိတ်တမကြပဲနဲ့အကောင်းမြင်စိတ်နဲ့တတိရှိရှိကြောဖြတ်ဖို့ပဲလိုပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့လည်းမိတ်ဆွေတို့ကိုဒါဘယ်လိုမျိုးလက္ခဏာမျိုးပြနေပြီလဲပေါ့နော်ကျွန်တော်ပုံမှန်တင်ပြသွားခဲ့တဲ့အချက်တွေကဘယ်အချက်တွေနဲ့မိတ်ဆွေတို့တိုက်ဆိုင်နေပြီလဲเนาะဒါလေးကိုမိတ်ဆွေတို့အနေနဲ့ကိုပြန်လည်ပြီးတော့စမ်းစစ်ပါပြီးသားလို့ရှိရင်ကျွန်တော်တင်ပြခဲ့သလိုပဲဒီကံကိုကျွန်တော်တို့ဒါပြန်ပြီးတော့ပြင်လို့ရတဲ့နီလန်းလေးတွေနဲ့ဆောင်ရွက်ပါเนาะအဲ့တော့နံပါတ်1နီလန်းကစိတ်ကိုအေးထားပါเนาะအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုမချပါနဲ့ပြီးလို့ရှိရင်နံပါတ်2ကကြတော့ကျွန်တော်တို့အလူဒါနများများပြုပေးပါเนาะနံပါတ်3ကကြတော့ကျွန်တော်တို့မိမိအိမ်နဲ့ပတ်ဝန်းကျင်ကိုတန်ရှင်းလုပ်ပါเนาะနံပါတ်4ချက်ကကြတော့ကျွန်တော်တို့တီလာစောက်တည်ပေးပါเนาะဒါလေးကိုကျွန်တော်ဒီဂိမ်းထဲမှာမျှဝေပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒါကြည့်ရှုပေးခဲ့တဲ့အတွက်ကြောင့်မို့လို့လည်းမိတ်ဆွေတို့အားလုံးကိုကျေးဇူးတင်ပါတယ်အဲ့တော့ဒီနေ့မျှဝေပေးခဲ့တဲ့အကြောင်းအရာလေးတွေကမိတ်ဆွေတို့အတွက်လည်းဒါများစွာအကျိုးရှိစေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲနော်ကန်စာဓာတ်တွေတက်ပြီးတော့နော်ကန်တွေပွင့်ကြပါစေလက်ပွင့်ပြီးတော့အဆင်ပြေကြပါစေလို့လည်းကျွန်တော်ကဆုတောင်းပေးလိုက်ပါတယ်